ဖိုးကထာဝရအသက်ရှင်ခြင်းလုံးလို့ယူသွနေတာတနေ့တော့သူကငကားဖြစ်ဖို့အသွင်မပြောင်းနိုင်တဲ့မွေတစ်ကောင်ကိုဖမ်းမိလာတယ်အဲ့ဒီမွေကိုအထုဖြော်ရည်အိုးထဲထည့်ပြီးမသေးစေးပေါ်တော့မဲ့အချိန်မှာပဲမွေကရုတ်တရက်မိမလလေးတစ်ယောက်ဖြစ်ပြောင်းလဲသွားပြီးစကားပြောလာတယ်ကျမကိုလွတ်ပေးပါရှင်ကြီးလေးမွေးလာတဲ့အခါကျမကသူ့ကိုတစ်သက်လုံးစီးစိမ်ချမ်းသာတွေနဲ့ကောင်းချီးပေးပါမယ်ဘေးရန်တွေလည်းကင်းစေရမယ်ဆင်းရဲဒုက္ခလည်းမရှိစေရဘူးလို့ပြောလိုက်တာအဖိုးကသူ့ညီကျွန်တော်အကြောင်းကြားတော့စိတ်လှူရှားသွားပြီးဘာမှမစင်စားပဲအဲ့ဒီအမျိုးသမီးကိုတောင်ပေါ်ပြန်လွတ်ပေးလိုက်တယ်အစကတော့မိသားစုဝင်တွေကအဖိုးကိုယူနေပြီဆိုပြီးရေကြတာပေါ့ဒါပေမဲ့ကျွန်တော်မွေးတဲ့နေ့မှာမိုးကောင်းကင်ကကြည်လင်နေကနေရုတ်တရက်မိုးတိမ်တွေတက်လာပြီးမိုးတွေတဲတဲမဲမဲရွာချတော့တာပဲရွာပြင်ကမြည်ရည်တွေလည်းချက်ချင်းရှန်တက်လာပြီးအိမ်ရှိထီရောက်လာတယ်ရွာသားတွေလည်းကြောက်လန့်တကြားထွက်ပြေးကြပေမဲ့ကျွန်တော်မိကတော့ဘိုင်းလာနေလို့အိမ်ထဲမှာပဲပိတ်မိနေခဲ့တာအားလုံးကပြရခတ်နေချိန်မှာအဖိုးကတော့ကောင်းကင်ကြီးကိုပဲစိုက်ကြည့်နေတယ်အဲ့ဒီနောက်မိုးကြိုးတစ်ချက်အကျယ်ကြီးပြစ်လိုက်ပြီးကျွန်တော်ရဲ့ပထမဆုံးငိုတန်ထွက်လာခဲ့တာဒါပေမဲ့ပျော်ရွှင်ရှိသေးတယ်မြေကြီးတုံသွားလောက်တဲ့အတန်ကြီးနဲ့အတူအနဲ့ရောင်ခေါင်းတလားကြီးတစ်လုံးကရေလိုင်းတွေနဲ့အတူပါလာပြီးကျွန်တော်တို့နောက်ဖေးဝင်းထဲကိုဝင်လာခဲ့တယ်အဲ့ရှိမှာခေါင်းတလားရှိရင်30တိုင်တိုင်ကျင်းစားတဲ့နေဆိုတဲ့ဖုံးရွှေအယူဆကအဆိုးဆုံးပဲဒါပေမဲ့အဖိုးကတော့မတုံလို့တဲ့အပြင်ကျဲကြီးရေမောပြီးဒါကကျင်းစားမဟုတ်ဘူးလက်လာပါပဲရေနဲ့မင်းကငားမြဒီအတွက်စနီးလောင်းပေးလိုက်တာလို့ပြောတယ်အဲ့ဒီနေ့ကစပြီးအဖိုးကပူယူတွတ်သွားတော့တာပဲသူကရှေးဟောင်းဖုံးရွှေကျန်းကြီးကိုပဲတစ်ချိန်လုံးဖတ်နေတယ်အဲ့ဒီအနဲ့ရောင်ခေါင်းတလားကြီးကိုလည်းသူ့အိတ်ခမ်းထဲအထိရွှေ့ထားလိုက်သေးတယ်ကျွန်တော်9နှစ်သားအရွယ်မှာအဖိုးကမုံကျွေးပြီးအဲ့ဒီခေါင်းတလားကိုအယိုအသေးပေးခိုင်းတယ်အဲ့ဒီထဲကအမျိုးသမီးကမင်းရဲ့အနာဂတ်စနီးလောင်းမဲလို့လည်းအမြဲပြောတယ်နောက်ပြီးကျွန်တော်ကို10နှစ်တိတိဖုံးရွှေပညာတွေသင်ခိုင်းခဲ့တာကျွန်တော်အသက်18နှစ်မှာအဖိုးကတေခါနီးဖြစ်နေဗျသူကကျွန်တော်လက်ကိုဆွဲပြီးမှခဲ့တယ်ပထမအချက်ကမင်းအနားယူတဲ့အခါဒီကောင်းတလားနဲ့ပဲအနားယူရမယ်ပြီးတော့လူတွေကဒါကိုလာခိုးကြလိမ့်မယ်ဒုတိယအချက်ကအထက်ကအမျိုးသမီးကိုတေချာစောင့်ရှောက်ပါတယ်ကျွန်တော်ကငိုပြီးဂတိပေးလိုက်ပေမဲ့အဖိုးဆုံးတာနဲ့ဦးလေးကိုခေါ်ပြီးကောင်းတလားကိုဖွင့်ခိုင်းလိုက်တယ်အထဲမှာဆွေးမြင့်နေတဲ့တစ်သားတွေပဲရှိမှာပါလို့ထင်ခဲ့တာဒါပေမဲ့အဖုံးပွင့်သွားတဲ့အချိန်မှာအားလုံးမြင့်တက်သွားရတယ်အထဲမှာပကြီးကားတွေကအတိုင်းလှပလုံးနဲ့အမျိုးသမီးတစ်ယောက်ကဘာမှမဖြစ်တယ်လို့အကောင်အတိုင်းရှိနေတာကျွန်တော်ငေးကြည့်နေတော့မှပဲထူးဆန်းတဲ့အမွှေးနဲ့တစ်ခုထွက်လာပြီးတရွာလုံးကိုပြန့်သွားတယ်ကျွန်တော်မျက်နှာပြတ်သွားပြီးဒါကတာမန်နဲ့မဟုတ်ဘူးဒါကအနားယူခြင်းရဲ့အမွှေးနဲ့တာပဲတရက်တစီတွေတောင်ကြောက်ရတဲ့အနက်မျိုးပေါ့အဲ့ဒီတော့မှအဖိုးမှခဲ့တဲ့စကားရဲ့ကြောက်စရာကောင်းတဲ့အတိတ်ပဲကိုနားလဲသွားတော့တယ်ကျွန်တော်လည်းဘာမှမဖုံးကွယ်တော့ပဲအဖိုးနဲ့မွေးမင်းသမီးရဲ့ဂတိအကြောင်းအကုန်ပြောပြလိုက်တယ်အဖေကဒေါသထွက်ပြီးခေါင်းတလားစင်ကိုကန်ပစ်တယ်တည်ငြိမ်တဲ့ဒုတိယဦးလေးကတော့ကျွန်းတော့ကိုစိုက်ကြည့်ပြီးအခုငါတို့ဘာဆက်လုပ်ကြမလဲလို့မေးတယ်အစကတော့ကျွန်တော်လည်းအဲ့ဒီခန္ဓာကိုယ်ကိုရှင်းထုတ်ပြမလို့ပဲဒါပေမဲ့အဖိုးပြောပူတာသွားတတိရတယ်ဒီအနံ့ကမြင့်မြတ်တယ်ဒီမျိုးသမီးကသူ့ကိုယ်ထဲမှာမိစ္ဆာစွမ်းရည်တွေတိဆောက်ထားပြီးသားတဲ့ရှေးတူရက်ခတ်နောက်ဆုံးရက်ခတ်ဖြစ်နေတော့မှအဖိုးကတစ်သက်လုံးအတုံးမကျခဲ့ပဲအခုမှကလေးတယောက်ကိုဒီလိုဝင်ထုတ်ဝင်ပိုးကြီးပြစ်ချသွားတာလို့တွေးမိတယ်ဦးလေးကတော့ဘာမှမပြောဘူးကျွန်တော်လည်းအသက်ကိုပြင်းပြင်းရှူပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ဦးလေးသူ့ကိုတောင်နောက်ဘက်ကဆုတ်ပစ်ထားတဲ့အိမ်ကိုပို့ကြရအောင်ဦးလေးကခဏစဉ်းစားပြီးသဘောတူတယ်ကျွန်တော်ကရွာသားတွေကိုပြန်ခိုင်းပြီးအမျိုးသမီးကိုအနက်ရောင်စုံနဲ့ပတ်ပြီးတော့ကျွန်တော်ကြောပေါ်ပို့ပြီးတောင်ပေါ်အိမ်ထိတည်သွားခဲ့တယ်တန်ရှင်းတဲ့အခန်းတစ်ခန်းမှာသူ့ကိုအသားလေးချထားပေးလိုက်တယ်တောင်ပေါ်တက်တဲ့လမ်းတစ်လျှောက်လေးတိုက်လို့အမွှေးနှံကနည်းနည်းတော့ရော့သွားပြီးဒါပေမဲ့ကျွန်တော်လည်းအထွက်မှာကြောပြင်ကနေစိတ်တက်လာတဲ့အိတ်တက်ကြီးကိုခန်းစားလိုက်ရတယ်တယောက်ကစိုက်ကြည့်နေတယ်လို့ပဲသူနိုးလာပြီလားဆိုပြီးကြည့်လိုက်ပေမဲ့ငြိမ်နေတော့ပဲကျွန်တော်လည်းအနံ့ကိုနှိမ်ဖို့ပြားတွေဖြူလိုက်တယ်အမြန်ပြေးထွက်မလို့လှုပ်တဲ့အချိန်မှာပဲဘုံကနေအတန်နဲ့အတူစာအုပ်ဟောင်းကြီးတအုပ်ကအဲ့ဒီအမျိုးသမီးစီကနေကျမ်းပြင်ပေါ်ပြုတ်ကျလာတယ်ကျွန်တော်လည်းကြောက်ကြောက်နဲ့ပဲအဲ့ဒီစာအုပ်ကိုကောက်ပြီးသူ့ဘေးမှာပြန်ထားပေးလိုက်တယ်ပြီးတော့အိမ်ကိုတော့ခတ်ပြီးတောင်အောက်ကိုပြေးဆင်းလာခဲ့တာအဖိုးမှခဲ့တာတွေကိုကောင်းလည်းမထဲတော့ဘူးဘသူလိုချင်းချင်းယူသွားပေးစီဒါပေမဲ့အဖိုးရဲ့ဇာပနာရက်ပိုင်အတွင်းမှာဘာမှမဖြစ်ပဲချောချောမွေ့မွေ့ပြီးသွားတယ်ကျွန်တော်ကတော့တခုခုကသူ့ကိုယူသွားပြီလို့ထင်ပြီးစိတ်အေးနေတာပေါ့ဒါပေမဲ့ကျွန်တော်မှားသွားတယ်အဲ့ဒီညမှာကျွန်တော်အိတ်လို့မရဘူးတခုခုလွဲနေတယ်လို့ခံစားရလို့တုတ်တစ်ချောင်းကင်ပြီးတောင်ပေါ်အိမ်ကိုသွားကြည့်ခဲ့တယ်လမ်းတစ်ဝက်မှာတင်လူပုံစံအမဲရောင်အရေးချိုအိမ်ဘက်ကိုသွားနေတာတွေ့လိုက်ရတယ်ကျွန်တော်ခြုံနေပုံပြီးစောင့်ကြည့်နေတော့မှအံ့ဩသွားတာကအဲ့ဒီအရေးတွေကလူတွေမဟုတ်ဘူးစက်ကူနဲ့လှုပ်ထားတဲ့အယုတ်တွေသူတို့ကမင်္ဂလာဆောင်ထန်းစင်ကြီးကိုထမ်းလာကြတာထန်းစင်ပေါ်ကနေဝစ်စုံနေဝစ်ထားတဲ့မျိုးပါကြီးတစ်ကောင်ခုန်ဆင်းလာပြီးမိမလေးမင်းရဲ့ယောက်ျားကအိမ်ခေါ်ဖို့လာပြီးလို့အော်ပြောတာကျွန်တော်လည်းဒေါသထွက်သွားတယ်ငါမလို့ချင်တာနဲ့ပဲမင်းကလာယူလို့ရမလားဆိုပြီးကြောက်ခဲနဲ့ပေါက်လိုက်တာမျိုးပါကြီးလဲသွားပေမဲ့ချက်ချင်းပြန်ထလာပြီးဘသူလဲထွက်ခဲဆန်းလို့အော်ဟစ်တော့တာပဲကျွန်တော်ကြောက်ခဲနဲ့ပေါက်မိတာကိုချက်ချင်းတောင်တရသွားတယ်ဘာလို့လဲဆိုတော့ကြောနောက်ကနေအိတ်တက်ကြီးခန်းစားလိုက်ရလို့ပဲမျိုးပါကြီးကပျောက်သွားပြီးကျွန်တော်နိုင်ရနားမှာလာရနေတာကျွန်တော်လက်ပြီးသူ့လက်ပင်ကိုညှစ်ကမြေကြီးပေါ်ဆောင်းချလိုက်တယ်သူကအော်ဟစ်ပြီးကျွန်တော်လက်ကိုကုတ်ပစ်တာအယိုးထီတောင်မြင်ရတယ်ကျွန်တော်နာလို့လွတ်လိုက်တဲ့အချိန်မှာသူကကျင်းသွားတော့တာပဲမင်းကကိုလာစိန်ခေါ်တာမှားသွားပြီးမင်းရဲ့ဝိညာဉ်ကိုထုတ်ပြီးအရေးကွန်းတော့ပြစ်မဲ့တဲ့ကျွန်တော်လည်းအရှုံးမပေးပဲတိုးသွားချိန်မှာသူ့ရဲ့မျက်လုံးစိမ့်တွေကလက်ခနဲ့ဖြစ်သွားတယ်အဲ့ဒီမှာတင်ကျွန်တော်ခေါင်းတွေမူးလာပြီးခြေထောက်တွေခွေကျသွားတယ်ကျူစားခံလိုက်ရတာပဲစက်ကူရုပ်တွေကကျွန်တော်ကိုဝိုင်းလာကြပြီးအရေးကြီးတဲ့အချိန်မှာကျွန်တော်ရှာကိုနာနာလေးကြိုက်လိုက်တော့မှတတိပြန်ဝင်လာတဲ့ချက်ချင်းပဲအဆောင်လက်ခွက်ကိုထုတ်ပြီးစက်ကူရုပ်တွေကိုပြစ်ပေါက်လိုက်တော့မီးလောင်သွားကြတယ်မွေပါမင်းကတော့ကျွန်တော်ကိုစိုက်ကြည့်ရင်နောက်ထပ်ခါထားမှန်းမှုဖြစ်နေတာကျွန်တော်ကအခွင့်အရေးမပေးပဲအဆောင်နဲ့ထပ်ပေါက်လိုက်တော့သူကလန့်ပြီးရှောင်ထွက်သွားတယ်သူကအဆောင်ကိုကြောက်မှန်းပြီးတော့ကျွန်တော်လည်းလိုက်တိုက်တာပေါ့အဲ့ဒီမှာတင်သူကလှည့်ပြီးသူ့အမီးကနေအနံ့ဆိုးတဲ့အဝါ
ရောင်မီးခိုးတွေကိုမှုတ်ထုတ်လိုက်တယ်ကျွန်တော်မူးဝေပြီးရိုင်သွားတဲ့အချိန်မှာငွေပါအုပ်စုကထွက်ပြေးသွားကြတယ်မင်းမသွားပြီးငွေပါမင်းကမင်းကိုပညာပေးဦးမှာပါလို့ကျင်းသွားသေးတယ်ကျွန်တော်တတိပြန်ဝင်လာတော့အိမ်ထဲဝင်ပြီးအမျိုးသမီးကိုကြည့်ကဒေါသထွက်မိတယ်မင်းကြောင့်ငါဒီငွေပါတွေနဲ့တက်နေရတာဆိုပြီးရင်ဖွင့်လိုက်တယ်ပြီးတော့အဲ့ဒီအိမ်မှာပဲသူ့ဘေးမှာဝင်အိတ်လိုက်မိတယ်အဲ့ဒီအချိန်မှာပဲအခန်းထဲကအမွှေးနဲ့တွေကကျွန်တော်ကိုယ်ထဲကိုစီးဝင်လာပြီးကျွန်တော်လှုပ်လို့မရတော့ဘူးမျက်ခုံတွေလည်းလေးလံလာတဲ့အချိန်မှာဘေးကနေတခုခုလှုပ်ရှားနေတဲ့အတန်ကြားလိုက်ရတယ်။သူနိုးလာပြီးကျွန်တော်တို့တေးပြီးလို့ထင်နေတော့မှပဲအေးဆက်ဆက်အထီးတွေ့လေးတခုကကျွန်တော်နှုတ်ခမ်းပေါ်ကြားရောက်လာတယ်။နူးညံ့ပြီးအေးမြတဲ့ခံစားချက်ကြီးနဲ့တူကျွန်တော်အိပ်ပျော်သွားခဲ့တာမနဲ့နိုးလာတော့ပထမဆုံးသူ့ကိုကြည့်လိုက်တယ်။သူကငြိမ်နေတော့ပဲဒါပေမဲ့သူ့ခန္ဓာကိုယ်ကဘေးကိုနည်းနည်းရောက်နေတယ်လို့ပဲကျွန်တော်ရင်ဘက်ကိုစမ်းကြည့်တော့နှလုံးခုန်တမ်းမရှိသေးဘူး။ကျွန်တော်ရှက်သွားပြီးတောင်းပန်စကားပြောကအပြင်ထွက်လာခဲ့တယ်။အပြင်ရောက်တော့မွေးပါလေးတစ်ကောင်ကကျွန်တော်နောက်ကိုတကောက်ကောက်လိုက်နေတာကျွန်တော်ဘီယူမဆိုင်ပဲအိမ်ပြန်ပြီးအဖိုးရဲ့စာအုပ်ကိုဖွင့်ကြည့်လိုက်တယ်အဲ့ဒီမှာတင်ကျွန်တော်အံ့ဩသွားတာကဒါကအဖိုးတစ်သက်လုံးရှာနေခဲ့တဲ့ဖုံးရွှေချမ်းဒုတိယတွဲဖြစ်နေလို့ပဲအဖိုးကဒီစာအုပ်မရှိလို့ပညာမပြည့်စုံခဲ့တာစာအုပ်ထဲကအချက်လက်တွေကကျွန်တော်သိထားတဲ့ဖုံးရွှေပညာတွေကိုအကုန်ပြောင်းလဲပစ်လိုက်တယ်နောက်နေ့မှာတော့ကျွန်တော်ချက်တစ်ကောင်ယူပြီးတောင်ပေါ်အိမ်ကိုပြန်သွားတယ်အဲ့ဒီမွေးပါလေးကနောက်ကလိုက်နေတော့မယ်ငွေပါဆိုတာစက်သားမြင်ရင်မနေနိုင်ဘူးလေကျွန်တော်ကအဲ့ဒီငွေပါမင်းကိုအပြက်ရှင်းဖို့ဆုံးဖြတ်ထားပြီးသားအိမ်ရောက်တော့ချက်ကိုရှင်းထုတ်ပြီးအနီရောင်မက်တွေကိုနေရာအနှံ့ဖြန့်လိုက်တယ်ငွေပါလေးကလည်းပိုက်စာနေပြီးကျွန်တော်ကတော့စက်သားကိုအိုးထဲထည့်ပြုတ်ပြီးမျိုးသမီးရဲ့ကတင်ဘေးမှာထောင်ချောက်တွေအများကြီးဆင်ထားလိုက်တယ်ပြီးတော့စက်သားတစ်ဖက်ကိုခြုံနဲ့ပြစ်ကျွေးပြီးငွေပါလေးကိုမျှထုတ်လိုက်တယ်သူထွက်သွားတာနဲ့အိမ်ရှိဝင်းထဲမှာထောင်ချောက်တွေအကုန်ဆင်ပြီးစက်သားစိမ့်တွေနဲ့မြှူထားလိုက်တော့တယ်အခုတော့အားလုံးအသင့်ဖြစ်နေပြီ